ဒါဦးစင်းတို့တတင်းကြွလာပြင်းနဲ့အမင်းတတင်းကြွလာပြင်းနဲ့အမင်းအောက်တာကျန်းကင်းဆလာလောင်းအေးရကုန်သွားပြီလားအေးဒီကလေးပိုပိုရေးရေးလောအပေးတယ်ပိုပိုလိုကြောင်းမှာကကြကြောင်းမှာလောအပေးတယ်အိုးမှာမင်းချက်နေတဲ့ကွေးမင်းချက်နေတဲ့ကွေးအမကြီးဒီမန်းတောင်းမြန်နေကောတောင်းမြန်နေတောင်းမြန်နေတောင်းမြန်နေဦးစင်းတွေကအိုးဝဲလိုက်တဲ့ညရှိုးမနော်ရှိုးမနော်ဒါဒီကောတောင်းနေနေပြီလားအောက်မှာတက်ကို3လမ်းမနေပါရှိနေဒီအကောင်ထဲနင်းနေလောက်တလက်မမပုံနဲ့တော့ဒီအကောင်တွေကတလက်မမပုံစံနဲ့နော်တလက်မလောက်တက်တာဟာဒီခွဲလောက်ပေါ်တက်တာဒီခွဲလောက်ပေါ်တက်တာတက်ခွဲလောက်တက်ဒီရှိုးလာအဲ့ဒါကြောင့်ရှိုးလာဒီတိုင်တွေကကလေးကရှိုးလာနင်းနေသေးတယ်ဒီပတ်ပတ်လေးကိုနင်းနေသေးတယ်ရှိုးလာဒီလိုတူရှိုးဟိုဟာပြလာအေးရှိုးလာအောက်ရှိကမင်းတို့ကမနေ့ကလောက်တာပြေးမထည့်လိုက်ဘူးအဲဆိုဒါပေးကနောက်တလက်မလောက်ထိုက်ထိခဲ့အောင်အဲဆိုငါတို့ပုံမှန်တက်လုံးလို့ရအာမဟုတ်ဒီတိုက်စားပလိုက်တော့